ခုချိန်မှာ Red Bull ကကမ္ဘာပေါ်မှာရောင်းအားအကောင်းဆုံးနဲ့အောင်မြင်ဆုံးချွေတစ်ခုဖြစ်ပြီးတော့လူငယ်စတက်သမားတွေကြားထဲမှာရေပန်းစားတဲ့အချွေတစ်ခုပဲဖြစ်ပါတယ်။ Red Bull အပြည့်အချွေကို1989ခုနှစ်မှာ Australia ကုမ္ပဏီတစ်ခုဖြစ်တဲ့ Red Bull GmbH ကစတင်ထုတ်လုပ်ခဲ့တာပါ။2024ရဲ့နောက်ဆုံးကောက်ယူထားတဲ့စစ်တမ်းတွေအရဆိုရင် Red Bull ရဲ့ရောင်းအားက9.34 ဘီလီယံရှိပြီးဒီကမ္ဘာလုံးရဲ့ရောင်းအားအကောင်းဆုံးနံပါတ်1နေရာမှာရပ်တည်ထားတဲ့အချွေ brand တစ်ခုပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင် Red Bull က Monster Energy လို့ brand မျိုးကပါမရှင်နိုင်တဲ့အထိအောင်မြင်လာတဲ့ brand တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ပထမဆုံးစတင်ထုတ်လုပ်ခဲ့ Red Bull ရဲ့ပါဝင်ပစ္စည်းတွေရောနှောထားတဲ့ပုံစံတွေကထိုင်းနိုင်ငံရဲ့ company team ကိုပုံတူယူပြီးထုတ်လုပ်ခဲ့တာပါပစ္စည်းတွေတင်ပုံတူထုတ်လုပ်တာမဟုတ်ပါဘူးကျွန်တော်ဒီ Red Bull ဆိုတဲ့နာမည်ကလည်းဒီ Crazy Jam ဆိုတဲ့ နာမည်ကနေပြီးတော့ဆင်းသက်လာတာပါဒီ Crazy Jam ဆိုတာကတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးအချွေတစ်ခုဖြစ်ပြီးတော့ကျွန်တော်မြန်မာလိုဘာသာပြန်လိုက်တဲ့အခါမှာတော့အနီရောင်ကျွေးလိုက်ပါအဲ့ဒါကို Red Bull လို့နာမည်ပြောင်းခဲ့ပြီးတော့အခုဆိုဒီကမ္ဘာလုံးမှာနာမည်ရနေတဲ့အချွေကျွဲရိုက်ဖြစ်နေပါပြီStay awake as we rise in this new